အားလုံးပဲမင်္ဂလာပါခုကျွန်တော်ရောက်ရှိနေတဲ့နေရာတော့ဒီ Hawaii ရဲ့ဒီ North Shore ဆိုတဲ့နေရာကမ်းခြေနေရာမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်လာရှာတဲ့အားတော့ဒီပင်လယ်လိပ်တွေပေါ့နော်ဒီနေရာမှာရဲပေါ့တယ်ဆိုပြီးတော့အခုမှပဲရောက်တယ်ဒီခုလောလောဆယ်ကတော့မတွေ့သေးဘူးပင်လယ်လိပ်လိုက်ရှာတာဒီနားမှာဟုတ်ရလားမသိဒါမှတနေရာကိုသွားအောင်လားဒီဘူးတော့သိရှိနေရာဂျေကအေးတယ်ရေကူးတယ်လို့လည်းမရှိဘူးအော်ဒါပေမဲ့ဟိုနားမှာတော့တိုင်းစီရလို့ရောများတယ်ခုချိန်ကြီးကတော့ရှာမတွေ့သေးဘူးဒီမှာနေပူမလာပြီးတော့ကမ်းခြေကိုလိတ်လေးလာနားလာတော့မသိဒီမှာတော့ရေးတာဒီမှာဒါလမ်းအိမ်ရဲ့လမ်းကြားလေးတွေဒီနားမှာတော့စိတ်လန့်ဆူပြေးညာပဲဟိုအုံးပင်လေးတွေနဲ့ငှက်လေးတွေနဲ့အဲ့လိုမြို့နယ်တော့တနာကြီးလောက်တော့ဝေးတယ်မောင်အားအကုန်လုံးကလုံခြုံရေးနဲ့လောက်တာဒီနားလေးမှာခုချိန်ကြီးတော့လိတ်ရှာလို့မတွေ့သေးဘူးဒီမှာလည်းလမ်းလည်းမရှိဘူးဆိုတော့ပြန်ကွေ့ရမယ်ထင်တယ်အခုကျွန်တော်အနောက်မှာလိတ်နှစ်ကောင်စတွေ့တယ်ဝေးတော့ဝေးတယ်ဟိုမှာတွေ့ရလားမသိဘူးမှာလိုင်းစီနေဒီမှာအပေါ်တက်အဲအနောက်ကိုမြုပ်သွားလိုက်နှစ်ကောင်လားမသိဘူးအော်နှစ်ကောင်အော်မိတ်လိုက်တာပဲနှစ်ကောင်အနားတော့တိတ်ကတ်လို့မရဘူး10 feet ပဲသူတို့နားမှာနေလို့ရတယ်တိတ်နားကတ်လို့မရအောင်စာရေးတာတယ်ဟိုးနားမှာနှစ်ကောင်ဒီကျွန်တော်ရဲ့နားမှာကြောက်တုံးတွေတော့အများကြီးရှိနော်ပုတ်ပွားနေပြီးတော့တက်ကြည့်ရင်ရောမသိပုတ်ပွားလမ်းမရှိဘူးသွားကြည့်ဘူးသီလားဟုတ်လားသူတို့ကဒီနေရာမှာလာပြီးတော့လာနားတာတဲ့တော်များများကသူတို့ကဒီgreen sea turtle လို့သူတို့ခေါ်တယ်ဘယ်လိုနှစ်ကောင်ပဲတွေ့သေးတယ်ခုလောဆယ်တော့နေပူလို့ရှိလို့ရှင်တော့သူတို့ပိုထွက်တယ်သူတို့ဒီနားမှာတော့သူတို့ဥတွေပါတော့လာမဥကြဘူးတဲ့သူတို့ဥတဲ့နေရာသူတို့တခြားနေရာလေးဒီမှာသူတို့သွားဥကြတယ်ဟုတ်လို့ဒီနေရာမှာလူနည်းနည်းရှုပ်နေသူတို့တွေကတကောင်ကိုအသက်က90ကနေ80ကြားထိအောင်သူတို့နေနိုင်တယ်သူတို့ဒီနေရာမှာနေရာပေါအောင်ချင်မှာအများကြီးပဲသူတို့ဒီနေ့ရာသီဥတုသိမကောင်းတော့သိမတွေ့အောင်ကိုကတော့သူတို့အဲ့ကမ်းခြေနားကနေပြီးတော့ပြပြလေးတော့ခွာလာပြီဒါပြီးတော့ကြောက်တုံးတွေဘေးနားကနေပြီးတော့ခွာသွားပြီသူတို့ဒီဘက်တော့လည်းဘယ်လောက်ကြာမလဲမသိရောက်မှာပြီးတော့သူတို့ကကြာတယ်လို့မိတ်လိုက်လို့ရှိရင်ခါကြရင်နိုင်နဲ့ကြာတယ်အဲ့လိုဆိုလက်ပြူဆောင်ရင်လည်းသူတို့ကမလာသေးဘူးအဲ့နားမှာပဲပတ်ချလဲနေအဲ့တော့ပြန်တော့မယ်မဆောင်နိုင်တော့ဘေးနားမှာလည်းတိတ်ပြီးတော့မတွေ့ဘူးဒီနှစ်ကောင်ပဲတွေ့တယ်သူအဲ့လိုကြောက်ဆိုင်ကြောက်ခဲတွေရှိတဲ့နေရာနားမှာနေတာများတယ်အဲ့လိုဆိုတော့တခြားနေရာတွေကသွားလို့ရတာဒါပေမဲ့လူများပိုင်တဲ့နေရာတွေဆိုဝင်လို့မရအောင်အဲ့လိုဖြစ်နေတော့ဒီနားလေးတနေရာပဲရနေပြောပဲကြည့်ရအဲ့တော့ကျွန်တော်နောက်တစ်နေရာကိုဆက်သွားလိုက်ကြမယ်